မင်္ဂလာပါအင်္ဂလိပ်စာကိုအခြေခံကနေစပြီးတော့လေ့လာနေသူတိုင်းဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပြပါနော်ဒီနေ့ကတော့ word letter နဲ့ phrase ရဲ့အဓိပ္ပာယ်လေးတွေကိုအသေးစိတ်မျှဝေပေးသွားမှာဖြစ်ပါတယ် word letter နဲ့ phrase တွေကဘယ်လိုဆက်စပ်နေလဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာကြည့်သွားပြပါ letter ဆိုတာအခရာလို့အဓိပ္ပာယ်ရပါတယ် letter ကိုဘာသာစကားတည်ဆောက်တဲ့နေရာမှာအသုံးပြုပါတယ်language တိုင်းကအခရာမပါဘဲရေးလို့မရပါဘူးဥပမာမြန်မာ language Thai language English language တိုင်းဘာသာစကားတိုင်းမှာအခရာမပါဘဲရေးလို့မရပါဘူး English letter မှာဆိုရင် A B C D အစရှိသည်ဖြစ်ပါတယ်မြန်မာ letters မှာဆိုရင်ကကြီးခခွေကားငယ်ကကြီးအစရှိသည်တို့ဖြစ်ပါတယ် CAT cat ဆိုတဲ့စကားလုံးမှာဆိုရင် C ဆိုတဲ့ letter ရဲ့ A ဆိုတဲ့ letter ရဲ့ T ဆိုတဲ့ letter ရဲ့ဆိုပြီးတော့ရှိပါတယ်ဒီစကားလုံးတွေကို letter လို့ခေါ်ပါတယ် word ဆိုတာစကားလုံးလို့အဓိပ္ပာယ်ရပါတယ် word ဆိုတာကကြတော့ဒီ letter ဆိုတဲ့အခရာလေးတွေပေါင်းစပ်ထားတဲ့အဓိပ္ပာယ်ရှိတဲ့စကားလုံးတစ်လုံးပဲဖြစ်ပါတယ် dog D ဆိုတဲ့ letter ရဲ့ O ဆိုတဲ့ letter ရဲ့ G ဆိုတဲ့ letter ရဲ့ကိုပေါင်းစပ်လိုက်တဲ့အခါမှာ dog ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့ word လေးတစ်လုံးဖြစ်သွားပါတယ်ထို့အတူ pencil မှာဆိုရင်5 letter ကိုပေါင်းစပ်ထားပြီးတော့အဓိပ္ပာယ်ရှိတဲ့ word လေးတစ်လုံးဖြစ်သွားပါတယ် flower မှာဆိုရင်လည်း5 letter ပေါင်းစပ်ပြီးတော့ word ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့စကားလုံးတစ်လုံးဖြစ်သွားပါတယ် phrase ကကြတော့ဝေါ်ဟာရလို့အဓိပ္ပာယ်ရပါတယ် phrase ကကြတော့ word ဆိုတဲ့စကားလုံးအတွဲလေးတွေကိုတွဲထားတဲ့စာကြောင်းတူလေးပဲဖြစ်ပါတယ်သူ့မှာ subject verb တွေမပါပေမဲ့လည်းသူ့ဘာသူအဓိပ္ပာယ်ရှိနေတာမျိုးဖြစ်ပါတယ်ဥပမာ good morning good ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့ word လေးရဲ့ morning ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့ word လေးရဲ့ကိုတွဲလိုက်တဲ့အခါမှာ good morning ဆိုတဲ့ phrase လေးတစ်ခုဖြစ်သွားပါတယ် at the market under the table a piece of cake